ကဲတောင်းဆိုတာများရင်တော့နေထုတ်လန့်ရတော့မယ်နော်ဟုတ်တယ်ချင်းချောင်းရင်တော့စီထဲလိုက်တော့ yeah ကျင်ချက်ရင်မော်တော်ဘီကငါဒါမင်းကစောက်ပါဖို့များမှတ်နေလိုက်ရခုချင်းကစောက်ရမ်းတော့ဖျဲတယ်ပါလေသွားအေးသွားအဲ့လိုခုချင်းကစောက်ရမ်းတော့ဖျဲတယ်ပါလေသွားဟုတ်တယ်သွားအဲ့သွားကိုပြော hip hop နဲ့နေထိုင်တဲ့ဘဝတယောက်နဲ့ကြောင့်သူကြသူမှန်နဲ့ငါမှားတယ်ကွဲနေတယ်ယူဆတကယ်တော့အဓိကကြမယ်တင်းတဲ့ချက်တွေဖယ်ရွေးထုတ်နိုင်ငံရဲ့ရင်ကျင်းမပြောက်ွယ်ဘူးနဲ့တဲ့တွဲရက်ွက်ထဲမှာလောက်ကြီးဆိုယူတော်ကြောက်တယ်လမ်းဘေးမှာ rap ရွတ်နဲ့ထားဒူးတော်ပေါက်ပြဲမသိတဲ့မင်းပုံစံတရုတ်ပြတ်တောင်းစားအဲ့တော့ခွေးဦးလုံးဖြုတ်တရုတ်ဘက်ရောက်စား yeah ကပလီနဲ့တူဖို့တော့သွားတွေမှာစိတ်စီးကြပစ္စည်းကောင်းတွေ rolling paper နဲ့လိမ့်ပြီးကတ်မဲပြရဲ့သားရင်နဲ့လမ်းတွေကသူလဲကွာရက်ွက်ထဲမှာပတ်ရမ်းဖို့ဂန်းတွေပါယူခဲ့ကြချင်းထဲမှာတေးအောင်ကြွပြင်းမှာမဖြစ်နိုင်ဝမ်းသာတော့ရင်သုံးမင်းလုံးဝမှာကသူတို့လိုချမ်းသာအောင်ကောင်းတဲ့ဒန်းစင်လိုက်ပြီးတိုးမဲထိုင်လေးမနေနဲ့တကယ်တမ်းဘလို့မှအဆက်နိုင်ဘူးဒီနိုင်ငံအခြေအနေနဲ့ ငါမင်းကိုပြောတဲ့ခုတော့ရှိတယ်ဟဲ့လိုက်အဲ့ဒါစကားဟင်းလိုက်အဲ့ဒါစကားငါမင်းကိုပြောတဲ့ခုတော့ရှိတယ်ဟဲ့လိုက်အဲ့ဒါစကားလိုက်အဲ့ဒါစကားပြတ်တနာတွေကြားမှာဓာတ်တွေပါလာခဲ့မယ်နေပြတ်သက်တာပြတ်သက်တာပြတ်တနာတွေကြားမှာဓာတ်တွေပါလာခဲ့မယ်နေပြတ်သက်တာပြတ်သက်တာတွေ့တဲ့နေရာတိုင်းမှာတွေ့တဲ့ချီအတိုင်းမှာအဆုံလောက်ဖက်နဲ့ငါဖက်နဲ့ငါတွေ့တဲ့နေရာတိုင်းမှာတွေ့တဲ့ချီအတိုင်းမှာအဆုံလောက်ဖက်နဲ့ငါလက်ကတဲ့အိုလူမျက်နှာတဲ့မဖို့ကောင်းကိုအောင်ကိုရှက်ကမဲ့ပြဿနာက rapper ချင်းကွိုင်းမတက်ပါနဲ့ပြောရင်လက်ပါတဲ့မင်းကို short ပလိုက်မယ်အိုမိုဆက်ပြနဲ့ we တော့လို့စီကိုင်းနာကွာမင်းကိုလက်ကမြင်းလို့မျက်ကွင်းမညိုပြီးတော့အတင်းအပူလုံးပြီးတဲ့ချင်းမဆို hip hop က piano နဲ့လက်ကွင်းမလို့အဲ့လောက်တော့ရုပ်ပြတ်တဲ့မင်းကိုချက်ချင်းတကြိုမခံသူတီးတဖန်စက်ကူရွက်ကိုယူကငါအကြောင်းနဲ့အကုန်ဖြတ်ယူမှတ်တွက်ကဖတ်လူအတွက်နည်းနည်းလေးမအားမနာပဲချက်တဲ့ဂျပန်မူလီဆိုရင်ငါကဝက်ဦးလက်ကြားနေရင်ကိုပြီးနေရွက်ခောက်ဖြက်အရက်တော့ပြီးရေးကမထွက်တဲ့တချင်းကိုတပတ်လောက်ဆက်ကျွနေတဲ့ပလက်တိုးတဲ့ပလက်ပေါက်ပြက်အဲ့ဒါကိုဘူးပြီးတော့လာဆူဆူနေရင်မြစ်လက်ပတ်ချောက်ခတ်ငါမင်းကိုပြောတဲ့ခုတော့ရှိတယ်ဟဲ့လိုက်အဲ့ဒါစကားဟင်းလိုက်အဲ့ဒါစကားငါမင်းကိုပြောတဲ့ခုတော့ရှိတယ်ဟဲ့လိုက်အဲ့ဒါစကားလိုက်အဲ့ဒါစကားပြတ်တနာတွေကြားမှာဓာတ်တွေပါလာခဲ့မယ်နေပြတ်သက်တာပြတ်သက်တာပြတ်တနာတွေကြားမှာဓာတ်တွေပါလာခဲ့မယ်နေပြတ်သက်တာတွေ့တဲ့နေရာတိုင်းမှာတွေ့တဲ့ချီအတိုင်းမှာအဆုံလောက်ဖက်နဲ့ငါတွေ့တဲ့နေရာတိုင်းမှာတွေ့တဲ့ချီအတိုင်းမှာအဆုံလောက်ဖက်နဲ့ငါပိုင်ဆိုရဲကောင်းနေထွက်ရင်းတို့ဖက်ကမိုက်ပိုင်ဆိုရဲကောင်းနေထွက်ရင်းတို့ဖားတဲ့မိုက်ငါ့ကိုခဏငါအိမ်မမေးတာကော်နေချင်းနေဆိုရင်ငုံလို့ပူစားတာအဲ့ကောင်မတို့တေးတရားဘက်ကောအဲ့ဒီကောင်ကဘောစီတာတေချာကတ်နော်ညနေဆောင်လက်ကဲနဲ့ကောင်ညမှန်တက်တော့နေကနဲ့အော်ပြမဖို့ကုန်နဲ့အဲ့ပေါက်ပန်းကိုရွှေဝါနဲ့ရှောင်းမင်းတို့တွေရုပ်ပေါက်တယ်နော်အင်းကလေးနဲ့ပါစကလုံးနဲ့တောင်းလမ်းမြောက်လမ်းငါတွေ့ကတော့အပြင်းပြေပဲကွာဆရာပိန်လာကဘလူးကြီးတောင်းရင်းသားမမင်းငါကိုရိုက်မယ်ဆိုရှမ်းကုန်မီလာမသားအင်းလာရှာကောညီမသေး92နဲ့အာမွေဖြစ်သွားတာမှမချသေးငါတက်တယ်နော်ကာတေအဖေတပွားမှာပဲသုံးဆောင်မဆရာလေးခမရကျန်းနေနော်ကျန်းလေးချစ်ကအိမ်မှာခင်းတာပါကေငါမင်းကိုပြောတဲ့ခုတော့ရှိတယ်ဟဲ့လိုက်အဲ့ဒါစကားဟင်းလိုက်အဲ့ဒါစကားငါမင်းကိုပြောတဲ့ခုတော့ရှိတယ်ဟဲ့လိုက်အဲ့ဒါစကားလိုက်အဲ့ဒါစကားပြတ်တနာတွေကြားမှာဓာတ်တွေပါလာခဲ့မယ်နေပြတ်သက်တာပြတ်တနာတွေကြားမှာဓာတ်တွေပါလာခဲ့မယ်နေပြတ်သက်တာတွေ့တဲ့နေရာတိုင်းမှာတွေ့တဲ့ချီအတိုင်းမှာအဆုံလောက်ဖက်နဲ့ငါတွေ့တဲ့နေရာတိုင်းမှာတွေ့တဲ့ချီအတိုင်းမှာအဆုံလောက်ဖက်နဲ့ငါခုချင်းကစောက်ရမ်းတော့ဖျဲတယ်ပါလေခုချင်းကစောက်ရမ်းတော့ဖျဲတယ်ပါလေအဲ့သွားကိုပြောကျွန်တော်ဒီသချင်းမှာပေးရင်တဲ့ message ကဒါမျိုးပါတော့ကပ်ပလီတွေ hip hop ဆိုတဲ့အချိန်မှာသူတို့ဟိုဘက်ရက်ကွက်နဲ့ဒီဘက်ရက်ကွက်နဲ့စိမ့်တွေပြားတွေဝိုင်းမတည့်ကြအောင်အဲ့လိုဒိုင်းကြောင်တွေလို့ကျွန်တော်မြန်မာတွေကအဲ့လိုမဟုတ်ဗျာကျွန်တော်ဟိုးရင်တုံးလေးကအဲ့ငါတို့ချက်ဖနိုင်မင်းတို့ချက်ဖရှုံးအဲ့လိုတွေစလာနောက်လာကြကျွန်တော်တို့ကအဲ့ကြောင့်ကျွန်တော် hip hop ဟိုအပြောင်သဘောလေးစုပြီးတော့အပြူသဘောလေးတွေပဲစောင့်စီခြင်းတယ်လောက်စလုံးနော်ဝဲဝိုင်းပြန်ဆက်လို့ရနော်ကော်လီဘာလို့ရဟာမလို့အဲ့ပေါ့ hip hop နဲ့နေထိုင်တဲ့ဘဝတယောက်နဲ့ကြောင့်သူကြအော်ဝါလဲယူသွားလိုက်တော့ MTV တော့ယူမနေကြဒေါ်မန်ဖြူလည်းယူသွားလိုက်တော့ဒီတော့ဆေးရုံကိုဝါဘင်းကြည့်
ထိုင်နေပါတော့မင်းမဝင်ပြီးတော့ဒီနေ့ကြိုတင်တာကိုမင်းကိုတက်တက်လက်ကွင်းမကြီးကိုအဲကြောပြီးရပါဘုသူတည်ရလဲမသိ3ချောင်းတော့ပြီးရ